ဒီနေ့ကျွန်တော်ဒီ noun phrase သင်ခန်းစာလေးတစ်ခုကိုရှင်းပြပေးချင်တာဖြစ်ပါတယ် WH word to plus per one ပေါ့နော် to infinitive သုံးတဲ့ပုံစံပေါ့သူ့ကိုကျွန်တော်တို့ grammar အရပြောမယ်ဆိုရင်ဒါ noun phrase ထဲမှာပါတယ်ပေါ့နော် Okay ကျွန်တော်တို့ဒီအသုံးဝင်တဲ့ structure လေးကိုလေ့လာကြည့်အောင်ပါ I don't know what to do Okay what to do ကျွန်တော်ဘာလုပ်ရမလဲဆိုတာကျွန်တော်မသိဘူးလို့ပြောတာ what to do Okay ဒီ what to do ကကျွန်တော် noun phrase လို့ပြောလို့ရတယ်ပေါ့နော် I don't know what to do ကျွန်တော်ဘာလုပ်ရမလဲမသိဘူး Can you tell me where to park ကျွန်တော်ဘယ်မှာ parking ထိုးလို့ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါလားအဲ့လိုမျိုးเนาะ Okay where to plus per one She didn't tell me when to come သူမကျွန်တော်ကိုဘယ်ချိန်လာရမလဲဆိုတာကိုမပြောပြခဲ့ဘူး when to come Okay He taught me how to drive သူကျွန်တော်ဘယ်လိုကားမောင်းရမလဲဆိုတာကိုသူကျွန်တော်သင်ပေးခဲ့တယ်ပေါ့နော် how to drive how to plus per one သုံးတယ်ပေါ့နော် I don't know who to ask ပေါ့နော်ကျွန်တော်ဘယ်သူ့ကိုမေးရမလဲဆိုတာမသိဘူးအဲ့လိုမျိုး She can decide which one to choose ဘယ်တစ်ခုကိုရွေးချယ်ရမလဲဆိုတာကိုသူမဆုံးဖြတ်ချက်မချနိုင်ဘူးဖြစ်နေတာ Okay now which one to choose ပေါ့နော် I don't know how difficult it is အဲ့ဒါကဘယ်လောက်ခက်ခဲလဲဆိုတာကိုငါမသိဘူးပေါ့နော်အကယ်၍ကျွန်တော်ဒီ how နဲ့ Okay နောက်ကနေ adjective တွေ Okay ဒါမှမဟုတ်ကျွန်တော်တို့ဒီ adverb တွေပါလာတယ်ဆိုရင်ဒီလိုမျိုးသွားမယ်ပေါ့နော် how difficult Okay adverb ဆိုလဲ adverb ပေါ့နော်အဲ့လိုမျိုးထည့်ပြီးတော့မှသွားမှာဖြစ်ပါတယ် Can you tell me how long to wait Okay ကျွန်တော်ဘယ်လောက်စောင့်ရမလဲဆိုတာကိုကျွန်တော်ကိုပြောပြပေးလို့ရမလားပေါ့နော် Okay ဟုတ်ပြီ Can you tell me how long to wait နောက်တစ်ခုကြည့်မယ် Ask the waiter how much to pay Okay waiter ကိုမေးကြည့်ပါ Okay ဘယ်လောက်ပေးရမလဲဆိုတာ waiter ကိုမေးကြည့်ပါ how much to pay ဟုတ်ပြီနော် Nobody knows why he left the job suddenly သူဘာကြောင့်အလုပ်ကိုရုတ်တရက်ထွက်သွားခဲ့လဲဆိုတာကိုဘယ်သူမှမသိဘူး why ကတော့ကျွန်တော်ထူးဆန်းတယ် why ရဲ့နောက်ကတော့ကျွန်တော်တို့2 plus per 1 why to leave အဲ့လိုမျိုးတော့မရဘူးပေါ့နော် why ရဲ့နောက်ကတော့ကျွန်တော် subject verb လိုက်ရတာဖြစ်တယ်အဲ့ဒါကြောင့်ဒီ why ကတော့ကျွန်တော်တို့ noun phrase မဟုတ်ဘဲနဲ့ noun clause ဘက်ကိုရောက်သွားတယ်ပေါ့နော် Okay အားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါတယ် bye bye see you in the next video